မိန်းကလေးငယ်လေးဟာသူမရဲ့နေ့လယ်စာကိုကြောက်စိတ်ရုပ်တုအိုကြီးတစ်ခုစီတွားကြွေးခဲ့တယ်အတော်ဖြစ်သူကတော့အစားအသောက်တွေကိုဖြုံးတီးပစ်တယ်လို့ထင်ပြီးသူမကိုထမင်းစပွဲမှာထိုင်စားခွင့်ပိတ်ပင်လိုက်ပါတော့တဲ့အပြင်ထွက်စားစမ်းနှစ်တစ်ကူကြီးမှလာပြီးလက်မပိတ်စေနဲ့လို့အတော်ကအော်ဟစ်လိုက်တဲ့အတော်ဖြစ်သူရဲ့သားကတော့မေမေသားအသားတော်အကြီးကြီးစားခြင်းနဲ့လို့ပူစားနေတယ်အတော်ကကောင်မလေးရဲ့ပစ္စည်းကိုလူယူရင်းဒါကကြေးနဲ့လှုပ်ထားတာပဲငါသွားရောက်လိုက်မယ်နင်းနဲ့မှမလိုတာလို့ပြောတယ်ကောင်မလေးကဒါသမီးကိုအဖွားပေးခဲ့တာပါလို့ငိုပြီးပြန်ပြောတယ်အတော်ကဒေါသတကြီးနဲ့နေငါကိုဘလို့မျက်လုံးနဲ့လာကြည့်နေတာလဲငါထမင်းငါဟင်းစားနေပြီးတော့များအချုပ်ကွင်းလေးတစ်ကွင်းအတွက်နဲ့ငါကိုလာရန်တွေ့ရဲတယ်ပေါ့လေလို့ဆဲဆိုပါတော့တဲ့အဖိုးကိုတယောက်ကတော့ငိုယိုနေတဲ့ကောင်မလေးကိုကြည့်နေမိတယ်ကောင်မလေးကအဖွားသမီးဒီကနေထွက်သွားခြင်းနဲ့ဒါပေမဲ့ဘယ်သွားရမှန်းမသိဘူးလို့တိုးတိုးလေးငိုငင်းနေတဲ့ဒေါ်ဖြစ်သူကရောက်ခမသို့မဟုတ်ခဲအိုဖြစ်သူကိုခဲအိုရွာထဲကအမျိုးတယောက်ကမိန်းကလေးတယောက်မွေးစားခြင်းလို့တဲ့ဒီကောင်မလေးကိုခေါ်သွားခိုင်းလိုက်ပါလို့ပြောတဲ့ဦးလေးဖြစ်သူကလည်းညံညံသာခေါ်သွားကြပါလို့နှင်လွတ်တယ်သူတို့ထွက်လာတဲ့အခါမှာတော့အသေးရောက်မဲ့နေရကြရင်ရင်ရင်ကြေးကြေးနဲ့အလုပ်စူးစမ်းတော့အဲ့ဒီလိုမျက်နှာညှိုးငယ်ရုပ်ကြီးလုံးမနေနဲ့ဘယ်သူမှမကြိုက်ဘူးလို့မှားတန်းချွေတယ်ပြီးတော့နားထောင်ဆန်းနှင်းကန်ကျမကနင့်ပြစ်ပဲနင်သာဒီထက်ပိုပြီးလဲရင်နင့်အဖွားလဲဒီလောက်စောစောစီးစီးတေဆုံးမှာမဟုတ်ဘူးလို့စိတ်နာနာပြောဆိုပါသေးတယ်သူတို့ရွာရောက်တဲ့အခါအန်ဒီဒီကောင်မလေးကိုယူမလားဟင်သူကအသက်9နှစ်ပဲရှိသေးတယ်အလုပ်လဲစူးစမ်းတယ်လို့မွေးစားမဲ့သူကိုမေးတယ်ဒါပေမဲ့အဲ့ဒီအမျိုးသမီးကသူကအသက်ကြီးနေပြီးအသားကြမှာမဟုတ်ဘူးငါမယူချင်ပါဘူးငါလည်းရှေ့ဆက်ပြီးမတက်နိုင်တော့ဘူးသူ့အမေကလည်းထွက်ပြေးတယ်အဖွားကလည်းတေးပြီးဦးလေးကလည်းမလိုချင်ဘူးငါကကောဘာလို့သူ့ကိုကျွေးမွေးထားရမှာလဲလို့ညင်းပယ်လိုက်တယ်ရွာသားတယောက်ကသူကဝမ်းလျှောက်ချင်းရဲ့သမီးပဲသူ့အမေနဲ့အရန်တူတာပဲလို့ပြောတယ်နောက်တယောက်ကလည်းတနာတော့တနာစရာပါပဲဒါပေမဲ့ဘသူမှပတ်စံမရှိကြဘူးလေပြီးတော့သူ့တော်ကတော့အဆိုးဆုံးပဲကောင်မလေးကိုတရိတ်ဆန်တကောင်လိုလိုက်ရောက်နေတာလို့ဝေဖန်ကြတယ်အဲ့ဒီအချိန်မှာအမိုက်ကောက်တဲ့အဖိုးကိုရောက်လာပြီးသမီးလေးအဖိုးကဆင်းရဲပါတယ်ဒါပေမဲ့စားဖို့ထမင်းပူပူတော့ရှိတယ်အဖိုးနဲ့လိုက်မလားလို့လှမ်းမေးတယ်ရွာသားတယောက်ကအဖိုးကြီးကောက်ခဲ့ခမ ကကောင်မလေးတယောက်ကိုခေါ်ပြီးဘာလို့မလို့လဲခမ ကိုယ်တိုင်တောင်ကျွေးမွေးဖို့မတက်နိုင်တာကိုလို့လှောင်ပြောင်နေတာပဲမဲ့ကောင်မလေးကတော့သမီးအဖိုးနဲ့လိုက်မယ်လို့ဆုံးဖြတ်လိုက်တယ်အဖိုးကလည်းတက်လာခဲ့သမီးလေးအဖိုးလိုက်ဖို့မယ်လို့ပြောပြီးခေါ်လာခဲ့ပါတော့တယ်သူတို့အိမ်ကိုရောက်တဲ့အခါအိမ်ကတော့နွမ်းပါပါတယ်ဒါပေမဲ့နေလို့ရပါတယ်ဒါကိုအဖိုးကအမိုက်ပုံကောက်ယုံကနေရှာတွေ့ထားတာဒါပေမဲ့တန်ရှင်းပါတယ်လောလောဆယ်ဒီမှာပဲအိတ်လိုက်ပါဦးလို့အဖိုးကအိတ်ရာလေးကိုပြတယ်ကောင်မလေးကကျေးဇူးတင်ပါတယ်အဖိုးလို့ပြောတော့အဖိုးကကျေးဇူးတင်စရာမလိုပါဘူးသမီးရဲ့အိုးထဲမှာစွပ်ပြုတ်ရှိတယ်အဖိုးသွားຫນွေပေးမယ်ခဏဆောင်တော့လို့ဆိုတယ်ပြီးတော့သမီးလေးသမီးနာမည်ကဘသူလဲလို့မေးတယ်ကောင်မလေးကခြာကာလို့ဖြေတဲ့အဖိုးကသမီးမှာနာမည်စစ်အမှန်တစ်ခုလိုအပ်တယ်အဖိုးရွာလူကြီးကိုနာမည်တစ်ခုပေးခိုင်းလိုက်မယ်နော်အဖိုးကအမိုက်ကောက်တာဆိုတော့သမီးကိုစီးစိမ်ဥစ္စာတွေမပေးနိုင်ပေမဲ့သမီးကိုဘယ်တော့မှမရိုက်ဘူးဘယ်တော့မှလည်းဆဲဆိုမှမဟုတ်ဘူးလို့ကတိပေးတယ်ကောင်မလေးကလည်းသမီးအဖွားကပြောဘူးတယ်စင်းရဲတာကအရေးမကြီးဘူးမကောင်းတာကတော့ရက်ဆက်ကြမ်းကြုတ်တာပဲတဲ့အဖိုးကလူကောင်းတစ်ယောက်ပါလို့ပြန်ပြောတယ်နောက်ရက်မနက်ခင်းမှာတော့ကောင်မလေးကအဖိုးဘယ်သွားမလို့လဲချမ်းမနေဘူးလားသွားပြီးဖက်နဲ့အရင်စီးဦးလို့တတိပေးတယ်အဖိုးမိုက်နဲ့စက်ကူစုပ်တွေသွားကောက်မလို့ညကြမှပြန်လာမယ်တယောက်တည်းနေရတာမကြောက်ဘူးမလားဘိုက်စားရင်မိဖို့ချောင်းတွေကစွပ်ပြုတ်ကိုနှွေစားလိုက်တော့အဝေးကြီးသွားမလဲနဲ့ဦးလို့မှာတဲ့အဖိုးပြန်လာတဲ့အခါအိမ်ကစက်ကူချက်တွေတက်တက်ရက်ရက်စီထားတာကိုမြင်ပြီးသမီးဓာတွေကိုစီထားတာလားသမီးကအဖိုးထက်တောင်လက်ရပြောင်းသေးတယ်အဖိုးတောင်စက်ကူချက်တွေကိုဒီလောက်တန့်ရှင်းအောင်မလုပ်ဘူးလို့ချီးကျူးတယ်ကောင်မလေးကအသမီးအဖွားကပြောဘူးတယ်အရာရာကိုတေးသေးချာချာစီထားရင်ပို့ပြီးဈေးကောင်းရတယ်တဲ့လို့ဖြေတဲ့အဖိုးကအင်းသမီးလေးရေတောက်လိုက်ဦးဒီနေ့တော့အဖိုးတန်တိုတန်ဆအဟောင်းတွေကောက်ရခဲ့တယ်မနှက်ဖြန်ကြရင်ပတ်စံပို့ရလိမ့်မယ်မနှက်ဖြန်ကြရင်သမီးအတွက်အေးဒဏ်ခံနိုင်မဲ့ဖက်နဲ့အစ်စ်ဝယ်ပေးမယ်နော်လို့ပြောတယ်ကောင်မလေးကအဖိုးသမီးဖက်နဲ့အစ်စ်မလိုချင်ပါဘူးအဖိုးရဲ့ဖက်နဲ့ဟောင်းတွေကိုပဲစီးလို့ရပါတယ်လို့ပြောတယ်အဖိုးကအဖိုးရဲ့ခြေထောက်တွေကအရန်ကြီးတယ်လေမနှက်ဖြန်ကြရင်ဝယ်ပေးမယ်ချစ်ကန်ကန်မလုံးနဲ့ဦးလို့ဆိုတယ်တစ်ဖက်မှာတော့ရွာသားတွေကနင်တို့ကြားပြီးပြီလားအဖိုးကြီးကောက်ကဲကဝမ်းလျှောက်ချင်းရဲ့သမီးကိုကောက်မွေးထားတယ်တဲ့သူကဘာလို့ကောင်မလေးကိုခေါ်ထားရတာလဲမိမိကိုယ်တိုင်တောင်စားဖို့မရှိတာကိုသူ့အိမ်ဝင်းထဲကအမိုက်တွေကိုပဲကြည့်ဦးတေးကြတယ်သူကြီးလာရင်သူ့ကိုပြုစုဆောင်ရှောက်ဖို့မျှော်လင့်ပြီးခေါ်ထားတာအဖိုးကြီးကတော်တော်ပါနဲ့တာပဲလို့အတင်းပြောနေကြတယ်အခြားရွာသားတယောက်ကလည်းအဲ့ဒီကောင်မလေးကကြီးပြင်းလာပါမလားမသိဘူးအဲ့ဒီကလေးကကန်ဆိုးမှုတွေယူဆောင်လာတာသူ့အဖွားတော်သူ့ကြောင့်တေးသွားတာလေလို့ပြောတယ်နောက်တယောက်ကတနာစရာအဖိုးကြီးကောက်ပါပဲတစ်သက်လုံးဆင်းရဲဒုက္ခရောက်ပြီးလူပြိုကြီးဖြစ်ခဲ့ရတာအနည်းဆုံးတော့ဒီကောင်မလေးရှိတော့သူတယောက်တည်းမပြင်းတော့ဘူးပေါ့လို့ဆိုတယ်ဒါပေမဲ့အခြားလူတယောက်ကဒီကောင်မလေးကကြီးလာရင်ထွက်ပြေးမှာပါဘသူကအမိုက်ကောက်တဲ့လူနဲ့အတူနေခြင်းမှာလဲထွက်ပြေးသွားတဲ့သူ့အမေတိုင်းဖြစ်မှာပဲလို့ပြောဆိုနေကြတယ်နောက်ဆုံးမှာတော့အဖိုးအိုကကောက်ရတဲ့ပတ်စံတွေကိုရေးတွက်ရင်း3.60ကျပ်ယွမ်သမီးရဲ့ဖနက်ဖိုးက2.50ကျပ်တင်မယ်ကျန်တဲ့ပတ်စံနဲ့တော့စားနဲ့စီဝယ်မယ်လို့အစီအစဉ်ချနေတယ်အဲ့ဒီအချိန်မှာကောင်မလေးကအဖိုးကိုမျှော်လင့်ချက်အပြည့်နဲ့ကြည့်ပြီးအဖိုးသမီးကြောင်းတက်ချင်တယ်လို့တောင်းဆိုလိုက်ပါတော့တယ်